Hi everyone, welcome back to Choto Nihongo. ဒီတစ်ပတ်ရဲ့ vocab စကားလုံးတွေအနေနဲ့ information and communication ဆိုတဲ့ vocab စကားလုံးတွေကိုလေ့လာရမှာဖြစ်ပါတယ်။တိုးတက်လာပြီဖြစ်တဲ့ခေတ်မှာ phone, computer, internet တွေနဲ့သတင်းတွေကိုနေ့စဉ်အသုံးပြုနေရတာဖြစ်တဲ့အတွက်ဒီ vocab စကားလုံးတွေကအရန်ကိုမှအရေးကြီးပြီးတော့အသုံးများတာဖြစ်တဲ့အတွက်ကြောင့် vocab စကားလုံးတွေကိုသူ့ကြည်ပင်တက်တက်ကျမ်းမာရခြင်းမျိုးမဟုတ်ဘဲနဲ့ vocab တွေကို sentence တွေနဲ့တွဲပြီးတော့အသုံးပြမှာဖြစ်တဲ့အတွက်လေ့လာကြည့်အောင်ချတ်တူနီယွန်ကို channel ကမျှဝေပေးတဲ့သင်ခန်းစာတွေကဗဟုသုတရရှိခဲ့တယ်ဆိုရင်တခြားသောဂျပန်စာလေ့လာနေတဲ့သူတွေအတွက်ကိုလည်း like and share လုပ်ပြီးတော့ပြန်လည်မျှဝေပေးနိုင်ပါတယ်။နောက်လာမယ့်သင်ခန်းစာတွေလေ့လာနိုင်မှုအတွက်ကိုလည်းချတ်တူနီယွန်ကို channel ကို subscribe လုပ်ထားလို့ရပါတယ်။ Terebi television TV Mainban Terebi de Nyutsuo Mimas Mainban ညနေတိုင်းTerebi de television ကနေပြီးတော့ Nyutsuo Mimas သတင်းတွေကိုကြည့်တယ် Terebi TV television Radio Mai asa radio de 音楽を聴きます。毎朝မနက်တိုင်းမှာ radio で radio နဲ့音楽を聴きます。သီချင်းတွေကိုနားထောင်ဖြစ်တယ် radio 新聞 newspaper သတင်းစာ父は新聞を読んでいます。အဖေကသတင်းစာဖတ်နေတယ်新聞သတင်းစာ携帯電話တနည်းအားဖြင့်携帯 cellular cell phone 携帯を家に忘れてしまいました携帯を家に cell phone mobile phone အိမ်မှာ忘れてしまいましたမေ့ကြံခဲ့တယ်အိမ်မှာဖုန်းမေ့ကြံခဲ့တယ်携帯電話携帯smartphone တနည်းအားဖြင့် touch phone တွေကို smartphone လို့ခေါ်တယ် smartphone の電池がなくなりました smartphone の電池がなくなりました mobile phone ရဲ့ဖုန်းအားကုန်သွားတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဖုန်းအားကုန်သွားတာကိုပြောတာ smartphone 電話しますဒါကတော့ verb အနေနဲ့သုံးတယ် make a phone call ဖုန်းခေါ်ဆိုတယ်ဖုန်းခေါ်ဆိုမှုပြုလုပ်တယ်電話します毎週母に電話しますအပတ်စဉ်ပတ်တိုင်းအမေကိုဖုန်းဆက်တယ်電話します make a phone call インターネットこの店にはインターネットがありますこの店にはဒီဆိုင်မှာインターネットがありますインターネットရတယ်インターネットရှိတယ်インターネットメール email 毎朝メールをチェックします毎朝မနက်တိုင်းメールをemail チェックしますစစ်တယ်မနက်တိုင်း email စစ်တယ်メール email news သတင်း新しいニュースがありますဆိုတာကျွန်ငါမှာသတင်းကောင်းရှိတယ်သတင်းတချို့ရှိတယ်ပြောပြစရာစသဖြင့် news သတင်း手紙を出します send a letter စာပို့တယ်日本にいる先生へ手紙を出しました日本にいる先生へဂျပန်မှာရှိတဲ့ဆရာမစီကို手紙を出しましたစာပို့ခဲ့တယ်手紙を出しますစာပို့တယ်はがき postcard 友達からはがきが来ました友達からတငယ်ချင်းစီကနေပြီးတော့はがきが来ましたpostcard လေးရောက်လာတယ်ဟာဂါကီ
postcard 手紙に切手を貼ります切手を貼りますဆိုတာတစ်စိတ်ကောင်းကတ်ချင်းကိုဆိုလိုတာဖြစ်တယ်手紙にစာရွက်ပေါ်မှာကိုပေးပို့ရမယ့်စာပေါ်မှာ切手を貼りますတစ်စိတ်ကောင်းကတ်တယ်切手を貼りますတစ်စိတ်ကောင်းကတ်တယ်荷物を送ります荷物を送ります send a package ပါဆယ်ပေးပို့တယ်郵便局で荷物を送ります郵便局で post office မှာ荷物を送りますပါဆယ်ပို့ခဲ့တယ်ပါဆယ်ပို့တယ်荷物を送ります速達速達 express delivery အမြန်ချောပို့ကို速達急いでいるので速達を使います急いでいるのでအမြန်လိုနေတဲ့အတွက်အရေးကြီးတဲ့အတွက်速達を使いますအမြန်ချောပို့စနစ်နဲ့ပဲသုံးလိုက်မယ်မြန်မြန်ရောက်စေချင်တဲ့အတွက်速達နဲ့သုံးပြီးတော့ပို့မယ်air mail air mail air mail လေမြန်နဲ့လေကြောင်းလိုင်းနဲ့ပို့တဲ့စာတွေကို air mail 父は日本からair mail を送りましたအဖေကဂျပန်ကနေပြီးတော့ air mail တစ်စောင်ပို့ခဲ့တယ် air mail air mail 国便国便 air mail service ပါဆယ်တွေပစ္စည်းတွေပို့မယ်ဆိုလို့ရှိရင်လေကြောင်းစနစ်နဲ့ပို့လို့ရတာရှိတယ်国便国便 air mail service この荷物を国便で送りたいですこの荷物をဒီပါဆယ်ဒီထုတ်တွေကို国便で送りたいです air mail service နဲ့ပို့ချင်ပါတယ်国便 air mail service 何々と話します speak with တစ်စုံတစ်ယောက်နဲ့ပြောတယ်တစ်စုံတစ်ယောက်နဲ့စကားပြောတယ်ဆိုရင်နဲ့ပြောတယ်တော့話しますဆိုပြီးတော့ပြောရတာဖြစ်တယ်昨日မနေ့တုန်းက母と電話で話しましたအမေနဲ့ဖုန်းပြောခဲ့တယ်母と電話で話しましたအမေနဲ့ဖုန်းပြောခဲ့တယ်တော့話します speak with something တရားရောက်နဲ့ပြောခဲ့တယ်何々に答えますအဓိပ္ပာယ်က tell to ပြောတယ်ပြန်ပြောတယ်ဖြေကြားတယ်တစ်စုံတစ်ယောက်ထံသို့ပြန်ပြောတယ်後で友達に答えてください後でနောက်မှပဲ友達にတငယ်ချင်းတွေကို答えてくださいပြန်ပြောပြီးနောက်မှပဲတငယ်ချင်းတွေကိုပြန်ပြောပေးပါတစ်စုံတစ်ယောက်ထံသို့တစ်ခုခုပြောပေးဖို့တောင်းဆိုရဆိုရင်に答えます何々と言いますလို့ဆိုရဲလို့ပြောတယ်လို့အဓိပ္ပာယ်ရတယ်友達はこの映画が面白いと言いました友達はတငယ်ချင်းကတော့その映画がဒီရုပ်ရှင်ကားကတဲ့面白いと言いましたစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောတာပဲလို့ဆိုရဲလို့ပြောတယ်と言います伝言をお願いします伝言をお願いします ask for a message message ပြောတယ် message ချန်ခဲ့တယ် message ကမ်းတယ်ဆိုလို့ရှိရင်伝言をお願いします山田さんに伝言をお願いします山田さんကိုတစ်စိတ်လောက် message လေးပေးပေးပါ message လေးကမ်းပေးပါ伝言をお願いします連絡します連絡します contact လုပ်တယ် get in touch ဆက်သွယ်တယ်အကြောင်းကြားတယ်စသဖြင့်何があったら私に連絡してください何があったらတစ်စုံတစ်ခုရှိခဲ့တယ်ကြိုးချောင်းရှိခဲ့တယ်ဆိုရင်私に連絡してくださいကျွန်တော်ကိုဆက်သွယ်ပေးပါကျွန်တော်ရှိကိုပြောပါ連絡しますဆက်သွယ်ကြောင်းကြားတယ်言葉言葉 words စကားစုတွေစကားလုံးတွေ language တွေကို言葉
この意味のこの言葉の意味がわかりません。この言葉の意味ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုわかりませんနားမလည်ဘူး言葉စကားလုံးစကားစု文章文章 composition writing စာစီစာကုန်းတွေစာကြောင်းတွေ文章先生が文章を直してくれました先生がဆရာမက文章をစာစီစာကုန်းတွေစာကြောင်းတွေကို直してくれましたပြင်ပေးတယ် correction လုပ်ပေးတယ်文章 composition writing ဆိုတော့ vocab စကားလုံးတွေကိုပြန်ပြီးတော့ memory ခေါ်တဲ့အနေနဲ့ exercise အနည်းငယ်လုပ်ကြည့်အောင် box ထဲမှာ vocab တွေကိုပေးထားတယ် blank နေလိုက်ပြီးတော့ဖြည့်ပေးရမှာဖြစ်တယ်သက်ဆိုင်တဲ့ vocab စကားလုံးကိုရွေးပြီးတော့ဖြည့်ပေးရမှာဖြစ်တယ် A က internet တို့ internet B 切って stamp တစိတ်ကောင် C airmail D smartphone E mail email ဆိုပြီးတော့အသီးသီး vocab တွေပေးထားတယ်ဒါဆိုရင်一起ဖတ်ကြည့်အောင်このハガキにコラを貼ってくださいこのハガキにဒီ postcard မှာコラを貼ってくださいဘာလေးကိုကပ်ပေးပါဆိုပြီးတော့ပြောလဲ2番コラで新聞を読むことができますコラでဆိုတာအဲ့ဒီအရာနဲ့新聞をသတင်းစာတွေကိုတဲ့読むことができますအဲ့ဒီအရာနဲ့သတင်းစာဖတ်လို့ရနိုင်တယ်ဆိုပြီးတော့ပြောတယ်3番このコラは軽くて便利ですこのコラはဒီအရာက軽くてပေါ်ပါပြီးတော့ very des အဆင်ပြေတယ်တဲ့4番少し長いコラを書きました少し長いနည်းနည်းလေးရှည်တဲ့ コラကို書きましたရေးခဲ့တယ်တဲ့ဆိုပြီးတော့အသီးသီးပေးထားတာဖြစ်တယ်မှန်ကန်တဲ့ vocab စကားလုံးကိုရွေးပြီးတော့အဖြေမှန်ကိုထည့်ပေးပါမွန်တိုင်းနီကတော့ vocab တွေမဟုတ်ဘဲနဲ့ဆက်သွယ်ရေးချက်လက်တွေနဲ့ပတ်သက်တဲ့ verb တွေကိုပေးထားတာဖြစ်တယ် verb တွေကိုကြည့်ပြီးတော့သိလျော်တဲ့ verb တွေကိုရွေးချယ်ပြီးမှန်ကန်တဲ့ verb တွေကိုရွေးချယ်ပြီးတော့ quality ထဲမှာဖြည့်ပေးရမှာဖြစ်တယ် A က 話してပြောတယ်ပြောပြီးတော့ B 出しますပေးပို့တယ်ပို့သည် C 送ってပေးပို့တာပဲသူလည်းပဲပစ္စည်းရတွေပို့တာမျိုးလည်းသုံးလို့ရတယ်送って D 連絡してဆက်သွယ်အကြောင်းကြားပြီးတော့ E 行ってပြောပြီးတော့ပြောဆိုတယ်ဆိုလိုပြီးတော့ပေးထားတဲ့ verb တွေဆိုတော့1番က田中さんから団子をありましたよなんとこれ言いましたか田中さんから団子がありましたよ田中さん氏ကနေပြီးတော့ message ရခဲ့တယ်なんとこれ言いましたかဘာလို့ဆိုပြီးတော့ဖြစ်မလဲမှန်ကန်တဲ့ verb ကိုရွေးပေးပါ2番国便で荷物をこらください国便ဆိုတာ AMA service နဲ့荷物をအထုပ်ပိုးတွေကိုこらくださいပေးပါတဲ့ဆိုတော့ဘာလုပ်ခိုင်းတာလဲ3番休む時は学校にこらください休む時はဆိုတာကျောင်းနားတာဖြစ်စေကျောင်းပြက်ကွက်တာဖြစ်စေအဲ့ဒီအချိန်ဒီမှာဆိုရင်学校にကျောင်းတို့ကိုလာကူတာဆိုင်မလုပ်ပြရမလဲကျောင်းကိုမလုပ်ဖို့ပြောခိုင်းလဲ4番田中さんは教室で鈴木さんとこらいます田中さんが教室でစာသင်ခန်းထဲမှာ鈴木さんနဲ့ကိုလာいますတဲ့ဖြစ်တယ်ဘာလုပ်နေလဲစသဖြင့်ဆိုပြီးတော့မှန်ကန်တဲ့ verb တွေကိုရွေးချယ်ပေးပါအဖြေတွေကိုတော့
message က comment box ကနေပြီးတော့ answer key အနေနဲ့ချထားပေးမှာဖြစ်ပါတယ်။တိုက်ကြည့်နိုင်ပါတယ်။အခုပြောပြပေးခဲ့တဲ့ information နဲ့ communication ဆိုင်ရာ vocab စကားလုံးတွေကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။ vocab တွေကိုလေ့လာတဲ့အခါမှာရိုးရှင်းတဲ့ဝါကြတွေကိုတိစောက်ပြီးတော့လေ့ကျင့်မယ်ဆိုရင်ပို့ပြီးတော့မှတ်မိနိုင်ပါတယ်။နောက်ပတ်တွင်မှာလည်း JLPT N5 level အတွက်အခြေခံ vocab စကားလုံးတွေကိုလေ့လာဖို့ပြင်ဆင်ပေးရင်းနဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲဂျပန်စာကိုလွယ်လွယ်ကူကူနဲ့လေ့လာနိုင်ကြပါစေ။